ဝက်ဖော်ဖိငင်းချမ်းရဲ့အတွက်မိုင်ပေါင်း2300ကျော်လမ်းလျှောက်ကြတဲ့ဖုံးတော်ကြီးတွေကြောင့်ဗုဒ္ဓဘာသာအလွန်နှဲပါတဲ့အမေရိကလိုအနောက်နိုင်ငံမှာဗုဒ္ဓဘာသာထွန်းကားလာမည်လို့အိန္ဒိယနိုင်ငံလမ်းဘေးခွေးလေးဘဝကနေတကဘာလုံးရဲ့အချစ်တွေကိုတိမ်ပိုက်ပြီးငင်းချမ်းရေးတန်တမန်ဖြစ်လာခဲ့တဲ့ခွေးလေးအာလောကဒီအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့စိတ်ဝင်စားရင်စက်ကြည့်ပေးပါအောင်ခင်ဗျာဦးဆောင်ဆရာတော်အရှင်ပညာကာကရနဲ့တန်ဃာတော်များဟာဖိုးပွားမြို့ကနေမြို့တော်ဝါရှင်တန် DC ထိမိုင်ပေါင်း2300ကျော်ကိုဝက်ဖော်ဖိငင်းချမ်းရေးအတွက်လမ်းလျှောက်ခြင်းကိုစတင်ခဲ့ပါတယ်မထင်မှတ်ပဲအမေရိကန်ပြည်သူတွေဟာတန်းနဲ့ချီပြီးအားပေးခဲ့ကြပါတယ်ဒီထဲမှာတခြားဘာသာဝင်များပြားကလည်းစိတ်ဝင်စားနဲ့ပါဝင်လာတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်တကယ်ငင်းချမ်းရေးအစစ်မှန်ကိုဗုဒ္ဓတရားတော်များကသာဖော်ဆောင်နိုင်တယ်လို့မှတ်ချက်ပြုကြပါတယ်ကမ္ဘာမြေကိုလက်နက်နဲ့အောင်နိုင်ဖို့ကြိုးစားကြတဲ့အထက်မှာငင်းချမ်းရေးဆိုတဲ့အနှစ်သာရကိုခြေပလာနဲ့ကြွချီတော်မူပြီးမေတ္တာခြေလမ်းနဲ့မြင်ရသူတိုင်းရဲ့နှလုံးသားကိုအေဂျင့်စွာတိမ့်ပိုက်နေတဲ့တန်ဃာတော်များဖြစ်ပါတယ်ဒါကြောင့်လည်းဗုဒ္ဓဘာသာကိုလူအများကစိတ်ဝင်စားလာကြပြီးဗုဒ္ဓဘာသာအလွန်နှဲပါတဲ့အနောက်နိုင်ငံတွေမှာဗုဒ္ဓဘာသာပြန့်ပွားလာတော့မယ်လို့ဆရာတော်ကြီးများကဆိုကြပါတယ်ခွေးလေးအာလောကဟာနာမည်ကြီးလူကြိုက်များတဲ့ခွေးမျိုးစိတ်မဟုတ်ဘူးလို့လူတိုင်းမွေးချင်ကြတဲ့ခွေးမျိုးစိတ်မျိုးလည်းမဟုတ်ပါဘူးသူဟာအနိုင်ခံလမ်းဘေးခွေးလေးတစ်ကောင်ပဲဖြစ်ပါတယ်ဒီလိုလမ်းဘေးခွေးလေးတစ်ကောင်ကကဘာတဝမ်းကလူတွေရဲ့ချစ်ခင်မှုကိုရရှိပြီးကဘာကျော်ဖြစ်မယ်လို့ဘသူကထင်မှမဟုတ်ပါဘူးအခုဆိုရင်အာလောကဟာငင်းချမ်းရေးခွေးလေးလူတိုင်းရဲ့အချစ်တော်ကဘာကျော်ခွေးလေးဖြစ်လာခဲ့ပါတယ်အာလောကဟာဖုံတွေနဲ့အတူမြို့တော်ဝါရှင်တန် DC ထိတန်းလျှောက်နေတာဖြစ်ပါတယ်အာလောကဆိုတဲ့နာမည်ဟာပါဠိနာမည်ဖြစ်ပြီးအတိတ်ဘယ်ကအလင်းရောင်ဖြစ်ပါတယ်သူ့ရဲ့ငခုပေါ်မှာဖြူရောင်တဲပုံအမှတ်သားလေးကမွေးရပါဖြစ်ပါတယ်အာလောကရဲ့ထူးခြားချက်ကတော့သူ့မျက်နှာဟာအမြဲအေးချမ်းနေတတ်ပြီးဘယ်တော့မှလည်းရံမှုခြင်းမရှိခဲ့ပါဘူးတွေ့တဲ့သူတိုင်းကိုလည်းတိမ်တိမ်မွေ့မွေ့ဆက်ဆံတတ်တာပဲဖြစ်ပါတယ်လမ်းမှာတွေ့တဲ့သူတိုင်းကိုသူကနှုတ်ဆက်တတ်ပါတယ်။ငင်းချမ်းရေးဆိုတာလူသားတွေအတွက်တင်မဟုတ်ပဲကမ္ဘာလောကသက်ရှိအလုံးနဲ့သက်ဆိုင်နေဆိုတာကိုအာလောကကပြသနေပါတယ်။သူအတွက်ဂီတပညာရှင်များကလည်းတခြင်းဆက်ဆိုပေးခဲ့ပါတယ်။ဘုံတွေနဲ့အာလောကအတွက်မိတ်ဆွေတို့စိတ်ထဲဖြစ်ပေါ်လာတဲ့ခံစားချက်လေးမှန်းခဲ့ကြပါအောင်ခင်ဗျာ။